ဒီတော့ TikTok Shop ကိုခုမှစပြီးတော့မှလုံးမဲ့ညီကိုတွေအတွက်ကိုကျွန်တော်အခြေခံနေစပြီးတော့မှဈေးချင်အောင်အပ်တဲ့နီးပြီးတော့မှဗီဒီယိုတွေ upload တင်တဲ့အခါမှာကျွန်တော်တို့ဒေါင်လေးမှာပေါ့နော်ဒါချင်းဝါလေးပေါ်အောင်ဘယ်လိုမျိုးတင်ရလဲပေါ့နော်ဒါမျိုးလေးပါဒီဒေါင်လေးမှာချင်းဝါလေးပေါ်အောင်ကျွန်တော်တို့ဘယ်လိုဗီဒီယို upload တင်ရလဲပေါ့နော်ဒါလေးကိုကျွန်တော်မျှဝေပေးသွားပါမယ်မိတ်ဆွေအနေနဲ့ကကျွန်တော်တို့ TikTok Shop လုပ်ဖို့စိတ်ဝင်စားတယ်ပြီးတော့မှ commission ကရအောင်ကျွန်တော်တို့စနစ်တကျဗီဒီယိုတွေဘယ်လိုတင်ရမလဲပေါ့နော်ဒါလေးတွေကိုကျွန်တော်မျှဝေပေးသွားပါမယ်စိတ်ဝင်စားတဲ့ညီကိုတွေလိုက်ကြည့်ပေးပေါ့နော်ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့ကဈေးချင်အောင် app ဆိုလို့ရှိရင်တော့နီလန်နှမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ product ပစ္စည်းတွေကိုကိုရောင်းနေတဲ့ပစ္စည်းတွေကိုချင်အောင်နဲ့ထည့်ဖို့ဆိုလို့ရှိရင်တော့ဒီမှာပေါ့နော် short ဆိုတဲ့နေရာလေးရှိတယ်ပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်တော့ဒီမှာပေါ်လာတယ်ပေါ့နော်ပစ္စည်းတွေအများကြီးပဲဒါကျွန်တော်တို့ကြိုက်တဲ့ပစ္စည်းကိုကိုယ့်ရဲ့ချင်အောင်နဲ့ထည့်လို့ရပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ရောင်းနေတဲ့ပစ္စည်းတစ်ခုရွေးလိုက်မယ်ပေါ့နော်ဥပမာဆိုရင်ဒီမှာကျွန်တော် final လေးတင်ရအောင်နော်ဒါလေးကိုကျွန်တော်ရွေးလိုက်မယ်ပြီးရင်တော့ဒီ final လေးကဒီမှာဈေးနှုန်းက38ကျပ်ရှိတယ်ပေါ့နော်ဒါသူ့ရဲ့ဈေးနှုန်းဒီပေါ်မှာပြီးရင်တော့ဒီမှာမြားလေးပေါ်လာတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီ final လေးရောင်းမယ်ဆိုရင်ဒီမှာ commission ကအနေနဲ့တော့ဒါတစ်ချက်ကျော်ရမယ်ဆိုတာလေးပြပေးထားတယ်မြားလေးကိုပေါ်ဆွဲတင်ပြီးတော့မှကျွန်တော်တို့ဒီမှာ add to shortcut ဆိုတာလေးရှိတယ်ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ဒါကျွန်တော်တို့ channel ထဲကိုရောက်သွားမယ်ပေါ့နော်ကျွန်တော်တို့ product တွေကိုရောက်သွားမှာဖြစ်ပါတယ်ပြန်ထွက်လိုက်မယ်ပေါ့နော်နောက်ထပ်နီလန်တစ်ခုကကြာတော့ဒီမှာလူပုံလေးနဲ့ profile ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်လေးကိုတစ်ချက်တွန်းလိုက်မယ်ပေါ့နော်ဒီမှာ TikTok Short Creator ဆိုတာရှိတယ်ပေါ့နော်အပေါ်မှာပေါ့နော်ဒီကောင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီမှာ product ဆိုတာလေးရှိတယ်ပေါ့နော်အပေါင်းလေးနဲ့ပေါ့နော်ဒီအစုံဆုံးလေးမှာအကောင့်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ရောင်းညင်တဲ့ပစ္စည်းတွေကိုဒီမှာထပ်ပြီးတော့မှရွေးလို့ရသေးတယ်ပေါ့နော်ဒီနေရာမှာထပ်ပြီးတော့မှရွေးလို့ရပါတယ်ဒီနေရာမှာရွေးတာကဘာကောင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဒီမှာဒီဆိုင်တွေ recommend ပေးထားတဲ့ဆိုင်တွေကိုသူကအသီးသန့်ပြပေးထားတယ်ပေါ့နော်ဒီမှာဒီအပေါ်သုံးမှာဆိုလို့ရှိရင်ဒါကျွန်တော်ရောင်းအားကောင်းတဲ့ပစ္စည်းတွေပဲပြပေးထားတယ်ပြီးတော့မှဒီမှာဒီဆိုင်တွေဆိုလို့ရှိရင်ဒါသူတို့ရောင်းအားကောင်းဆုံးဆိုင်တွေကိုသူတို့အပေါ်မှာထိပ်တန်းမှာပြပေးထားတယ်ပေါ့နော်ဒီမှာ recommend ပေးထားတဲ့ဆိုင်တွေပေါ့နော်ဒီမှာထိပ်ဆုံးမှာပြပေးထားတယ်ဒီဆိုင်တွေကကျွန်တော်တို့ရောင်းယူပြီးတော့မှရောင်းမယ်ဆိုလို့ရှိရင်လက်ရှိ TikTok မှာရောင်းအားအကောင်းဆုံးဆိုင်တွေပေါ့နော်ဒီမှာပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့က free sample တောင်းကျင်တယ်ကျွန်တော်ပထမရက်ကဗီဒီယိုမှာကျွန်တော် free sample တောင်းတဲ့နည်းကိုပြောပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ free sample တောင်းကျင်တယ်ဆိုလို့ရှိရင်လည်းဒီထဲမှာရှာလို့ရတယ်ပေါ့နော်ဒီပေါ်ကဘားလေးကိုဆွဲလိုက်လို့ရှိရင်ဒီမှာ free sample ဆိုတာရှိတယ်ပေါ့နော်ဒီမှာဒီ free sample ဆိုတာကိုတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီထက်ကပစ္စည်းတွေအကုန်လုံးကကျွန်တော်တို့အခမဲ့တောင်းယူလို့ရမှာဖြစ်ပါတယ်အခမဲ့တောင်းယူပြီးရင်တော့ကျွန်တော်တို့14ရက်အချိန်ရမယ်အဲ့အချိန်တော့တွင်းမှာကျွန်တော်တို့ပြန်ပြီးတော့မှကြော်ညာပိုးလေးတင်ပေးရမှာပေါ့နော်ဒါလေးတော့ရှိပါတယ်အဲ့တော့ဒီမှာကျွန်တော်ပစ္စည်းတစ်ခုကိုကျွန်တော်အပ်ပြမယ်ပေါ့နော်ဒီမှာကျွန်တော်ဂျင်းမောမီတဲပွားလေးဒီကောင်လေးကိုကျွန်တော်ချင်းအောင်လေးကိုထည့်ကျင်တယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်အဲ့ဆိုတာလေးရှိတယ်ပေါ့နော်နေအောင်လေးနဲ့အဲ့ကောင်လေးတစ်ချက်နှိပ်လိုက်ပါဒါဆိုတော့ကျွန်တော်တို့ချင်းအောင်လေးကိုဒီဘောင်းမီလေးရောက်သွားမှာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့ချင်းအောင်လေးကိုဘယ်လိုပြန်ကြည့်ရမလဲဆိုလို့ရှိရင်တော့ပြန်ထွက်လိုက်မယ်ထွက်ပြီးလို့ရှိရင်ဒါကကျွန်တော်ဘူးပေါ်နေတာဒါကျွန်တော်တို့ရဲ့ချင်းအောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ခုနကထည့်ထားတဲ့ funnel လေးတင်ရရောက်ထားတယ်ပြီးရင်ဒါဘောင်းမီတဲကမရောက်သေးဘူးဆိုရင်ပေါ်လေးနည်းနည်းဆွဲလိုက်မယ်ပေါ့နော်ခဏနေဒါရောက်လာလိမ့်မယ်ဒီမှာဆိုရင်ခုနကထည့်ထားတဲ့ဘောင်းမီတဲပွားလေးပေါ့နော်ဒီမှာရောက်ထားပြီပေါ့နော်အဲ့တော့ဒီပစ္စည်းတွေကကျွန်တော်တို့ရောင်းအောင်လို့ရမယ့်ပစ္စည်းတွေပေါ့နော်ကျွန်တော်ထဲကိုထည့်ထားတဲ့ပစ္စည်းတွေပါအဲ့တော့ကျွန်တော်အနေနဲ့ဗီဒီယိုတစ်ပုတ်ရိုက်လိုက်မယ်ကျွန်တော်တို့မိတ်ဆွေအနေနဲ့အခုမှစပြီးတော့မှလောက်တော့မယ်ဆိုရင်ဗီဒီယိုတစ်ပုတ်ရိုက်လိုက်မယ်ပေါ့နော်အပေါင်းလေးနှိပ်ပြီးတော့မှရိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ကရိုက်ပြီးသားဗီဒီယိုတင်တာပဲဖြစ်ဖြစ်ပေါ့နော်ဈေးချင်းတောင်းပေါ်အောင်ဘယ်လိုထည့်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအပေါင်းလေးတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်ကကြတော့ရိုက်ပြီးသားဗီဒီယိုပဲကျွန်တော်ကတင်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဒီကောင်လေးတစ်ချက်နှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာရိုက်ပြီးသားဗီဒီယိုတစ်ခုရွေးလိုက်မယ်ပေါ့နော် TikTok Shop မှာလည်းဒါမျိုးလူငယ်ဆန်တဲ့အင်ကြီးလေးတွေရှိနေတယ်ဆိုတော့ TikTok Shop မှာလည်းဒါမျိုးလူငယ်ဆန်တဲ့အင်ကြီးလေးတွေရှိပြီးလဲပြီးလို့ရှိရင်တော့ဒီမှာပေါ့နော်ဒီ edit cover မှာကျွန်တော်တို့လိုချင်တဲ့ cover လေးအုပ်ပေါ့နော်ပုံဆွဲပြီးသား cover လေးအုပ်လိုက်ရမယ်ပြီးရင်တော့ဒါကျွန်တော်တို့ကဘာထပ်လုပ်ရမလဲဆိုလို့ရှိရင်တော့ save နှိပ်လိုက်မယ်ပြီးရင်တော့ဒီပေါ်မှာ shadow တွေပါလေပေါ့နော်ကိုရေးရှင်တဲ့ဟာပေါ့နော်အင်ကြီးရောင်းနေဆိုရင်အင်ကြီးရေးပေါ့နော်ဒါလေးရေးမယ်ဒီမှာအရေးကြီးတာဒီမှာပေါ့နော်app link ဆိုတာရှိတယ်ပေါ့နော်ကျွန်တော်ကအခုဒီဗီဒီယိုမှာအင်ကြီးရောင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရောင်းထားတဲ့အင်ကြီးရဲ့ဒီရောင်းထားတဲ့ မှာလည်းဒါမျိုးလူငယ်ဆန်တဲ့နော်ဒီ app link မှာကျွန်တော်ပစ္စည်းထည့်ပေးရမှာပေါ့နော်ဈေးချောင်းထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ app link ဆိုတာလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးဒါမျိုးပေါ်လာပြီပေါ့နော်ဒါမျိုးလေးပေါ်လာလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော် product ဆိုတာလေးတစ်ချက်နှိပ်မယ်ပြီးရင်တော့ကျွန်တော်တို့ခုနကရောင်းထားတဲ့အင်ဂျီကိုရှားမှာပေါ့နော်ကျွန်တော်တို့ကအရေးကြီးတာကဒီဗီဒီယိုထဲမှာတင်ထားတဲ့ပစ္စည်းပုံနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာ sign link ထည့်လိုက်တဲ့ပစ္စည်းတွေကအတူတူဖြစ်ရပါမယ်ကျွန်တော်တို့ကဟိုမှာ funnel ရောင်းထားပြီးတော့မှဗီဒီယိုထဲမှာက funnel ရောင်းထားပြီးတော့မှဒီမှာထည့်လိုက်တဲ့ပစ္စည်းကကြတော့ကျွန်တော်တို့အင်ဂျီဖြစ်နေတယ်ဆိုရင်တော့ဒါလုံးဝ first one ထိမယ်ပေါ့နော်ကျွန်တော်တို့အကောက်ကနောက်ပိုင်းဒီလိုမျိုး2ခါ3ခါလောက်မှားမယ်ဆိုရင်ချင်းဝါပျောက်တဲ့အထိပေါ့နော်ကျွန်တော်တို့အကောက်ဖြတ်ခံရတဲ့အထိဖြစ်သွားနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီမှာပေါ့နော်ကျွန်တော်ခုနဒီအင်လေးကြော်ညာထားတယ်အဲ့တော့လုံးဝမမှားဘူးဒီကောင်လေးကိုပဲကျွန်တော် S ဆိုတာနှိပ်လိုက်မယ်ပေါ့နော်
နှိမ့်လိုက်လို့ရှိရင်ဒီမှာဒါသူ့ရဲ့ original စာတမ်းပြလာတယ်ပေါ့နော်ဒါကျွန်တော်ဂျက်ကင်ကိုရီးယားဂျက်ကင်ဆိုပြီးတော့သူ့ရဲ့ original စာတမ်းပေါ့နော်ကျွန်တော်တို့ကဒီမှာအင်ဂျီဝယ်ရန်ဆိုပြီးတော့မှပြန်ပြောင်းရမယ်ပေါ့နော်ဒါလေးကတော့ဒါကျွန်တော်တို့ပြောင်းထားတဲ့နေပေါ့နော်ဒါမှကျွန်တော်တို့ဒီပစ္စည်းဝယ်တဲ့ခါမှာဒါကျွန်တော်မြန်မာလိုလေးပြန်ပြောင်းထားတဲ့ခါကျတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒီစာကိုဖျက်ပြလို့ရတယ်ကျွန်တော်တို့ပြောင်းနေတဲ့ခါကိုပြောင်းလို့ရတယ်ပေါ့နော်ဒီမှာအင်ဂျီဝယ်ရန်အင်ဂျီဝယ်ရန်ဆိုပြီးတော့နှိပ်လိုက်မယ်ပေါ့နော်ပြီးတော့ဒီမှာအဆိုတာလေးတစ်ချက်ရှိတယ်ပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါကျွန်တော်ဈေးချောင်းလည်းထည့်ပြီးသွားပြီဗီဒီယိုလည်းလုပ်ပြီးသွားပြီကာဗာတွေပါလည်းအုပ်ပြီးသွားပြီဆိုရင်ဒီမှာ hashtag တွေမှာကျွန်တော်တို့အင်ဂျီဆိုရင်အင်ဂျီပေါ့နော်ဒါအကုန်လုံးရိုက်ထည့်ရမယ်အင်ဂျီဆိုရင်အင်ဂျီပေါ့နော်ဒါ border ဆို border ပြီးရင်တော့ဒါဒီညမှာတစ်ချက်ကြည့်မယ်ပေါ့နော်ဒီမှာ every လုံးထားပေးရမယ်ကျွန်တော်တို့ front နေလည်းမရဘူး only you ဆိုတာလည်းဒါကျွန်တော်တို့တယောက်တည်းပဲမြင်မဲ့ဟာပေါ့နော်ဒီညမှာကဒါအပေါ်ဆုံးဟာလေးကိုပဲကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီချာလေးဒီ option လေးကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော် more option ကိုတစ်ချက်ဝင်လိုက်မယ်ဒါကတော့ကျွန်တော်တို့ဒီမှာဘာလုပ်ရမလဲဆိုတော့ပေါ့နော်ဒီမှာ along high quality ဆိုတာဒီကောင်လေးရှိတယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုတင်တဲ့အခါမှာဗီဒီယိုအကြည်ရအောင်ဆိုလို့ရှိရင်တော့ဒီကောင်လေးကို on ထားပေးဖို့လိုတယ်ပေါ့နော်ဒါလေးကတော့ဒါကျွန်တော်ထည့်ပြီးတော့မှဖြည့်ပြီးတော့မှပြောပေးတာပါကျွန်တော်တို့ညီကိုတွေတတိမထားမိတဲ့ဟာလေးပေါ့နော်ကျွန်တော်တို့ TikTok ဗီဒီယိုတင်လိုက်တဲ့အခါမှာလုံးဝ HD အကြည်ပေါ့နော်လုံးဝ quality ကောင်းကောင်းနဲ့ရုပ်ထွက်ကောင်းကောင်းလေးရကျင်တယ်ဆိုရင်ဒီကောင်လေးကို on ပေးထားပေါ့နော်ဒါ auto on မင်းသားလည်းရှိတာလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါလေးကိုတစ်ချက်ဒါကျွန်တော်ဂျားညက်ပြီးပြပြပေးတာပါအဲ့တော့အားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ post ရာလေးချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒါလေးကိုတင်လို့ရပြီပေါ့နော်တခါလေးတင်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကမတင်သေးဘူးဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒါစိတ်ထားလို့ရတယ်ပေါ့နော် space ဆိုတာလေးတစ်ချက်နှိပ်လိုက်တာဒါကျွန်တော်စိတ်ထားလိုက်မယ်ပေါ့နော်အကောင့်ကကြတော့ TikTok Shop Creator တွေရောင်းထားတဲ့ပစ္စည်းတွေကိုပေါ့နော်ကျွန်တော်တို့ကယူပြီးတော့မှကိုယ် channel လေးကိုထည့်ခြင်းတယ်ဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်ဒါညီတန့်တင်ထားတဲ့ဗီဒီယိုကိုကျွန်တော်ကဒီမှာပေါ့နော်ချင်းဝါလေးရှိတယ်ပေါ့နော်သူတင်ထားတဲ့ထဲကချင်းဝါလေးတစ်ချက်နှိပ်လိုက်မယ်ပြီးရင်တော့ဒါသူရေမွေးရောင်းထားတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒါကိုပေါ်မှာညားလေးရှိတယ်ပေါ့ဒီမှာဒီကောင်လေးကိုကျွန်တော်တို့ပေါ်နေနဲ့ဆွဲတင်လိုက်မယ်ပြီးရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီမှာပေါ့နော် add to shortcut ဆိုတာလေးရှိတယ်ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါလို့ရှိရင်တော့ဒါကျွန်တော်တို့ထဲကိုယူလိုက်ပြီပေါ့နော်ဒါဒီရေမွေးကကျွန်တော်တို့ယူရောင်းလို့ရသွားပြီဖြစ်ပါတယ်ဒါကကျွန်တော်တို့သူရောင်းထားတဲ့ပစ္စည်းကိုကျွန်တော်တို့ channel နဲ့ကိုအပ်ထည့်တဲ့နီလန်းလေးပေါ့နော်ဒါလေးကထပ်ပြီးတော့မှကျွန်တော်ဖြည့်ဆွတ်ပြီးတော့ပြောပေးတာပါအဲ့တော့မိတ်ဆွေအနေနဲ့ TikTok Shop အခုမှစပြီးတော့လုံးတော့မဲ့သူတွေဆိုလို့ရှိရင်တော့ဒီလိုမျိုးဗီဒီယိုတင်တဲ့နီးလေးကဒါလုံးဝအခြေခံကြပါတယ်တင်တန်းတွေသွားတက်မယ်ဆိုလို့ရှိရင်လည်းဒီနီးတိုင်းအတိုင်းပဲသူတို့ကတင်ပေးမှာဖြစ်ပါတယ်နောက်ထပ်အယောင်းပိတ်တာတွေအယောင်းဖွင့်တာတွေကတော့ဒါတင်တန်းမှာပို့ပြီးတော့မှပြည့်စုံတယ်ပေါ့နော်ဒါကတော့ဒါလုံးဝအခြေခံကြတယ်ကျွန်တော်တို့ TikTok Shop အခုမှစပြီးတော့မှလုံးတော့မဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီနီးလန်းလေးတွေအတိုင်းပေါ့နော် step by step သွားရတာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာမရှင်းတဲ့ဟာလေးရှိလို့ရှိရင်လည်းကျွန်တော် comment မှာလာမေးလို့ရပါတယ်အရေးကြီးတာကတော့ကျွန်တော်တို့ရောင်းထားတဲ့ပစ္စည်းနဲ့ချင်းတောင်အပ်တဲ့နေရာမှာပေါ့နော်ထည့်တဲ့ပစ္စည်းကလုံးဝတူနေဖို့လိုပါတယ်ဒါလေးတော့အရန်အရေးကြီးပါတယ်ပေါ့နော်မတူလို့ရှိရင်တော့ကျွန်တော်တို့အကောက်ကအဘန်းခံမှာဖြစ်ပါတယ်အဲ့တော့အားလုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ် TikTok Shop နဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့အကြောင်းအရာလေးရှိလို့ရှိရင်လည်း comment မှာမေးခဲ့ပေးလို့ရပါတယ်Messenger ချက်ပေါက်မှာကြတော့ကျွန်တော်အမြဲတမ်းမကြည့်ပြဘူးပေါ့နော်စာမပြန်နိုင်တဲ့အတွက်ဒါကြောင့်မလို့ကျွန်တော်တို့ comment မှာလာမေးမယ်ဆိုရင်တော့ပို့ပြီးတော့မှအဆင်ပြေပါတယ်ဗျအားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်